အားလုံးပဲမင်္ဂလာပါရှင်ဆူဇူကီစင်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီမှာကတော့ဆူဇူကီကားရင်းနဲ့ပတ်သက်ပြီးလာရောက်မေးမြန်းထားတဲ့မေးခွန်းလေးတွေကိုထပ်မံဖြေကြားပေးသွားမယ်ဝန်မှန်ဝဲဖြစ်ပါရဲ့ရှင်ပထမဆုံးဗမေးခွန်းလေးရင်လာမလဲဆိုတာကိုကြည့်လိုက်ရအောင်နော်ပထမဆုံးမေးခွန်းလေးကတော့ admin ကျွန်တော်ကမှ EBS ဆိုပြီးစိုင်းလေးပေါ်နေလို့ဗျာမဖြစ်တာလည်းသိကြမှာလေဆိုပြီးတော့ကိုအောင်မျိုးကလာမေးထားတာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ပါကိုရှင်ကားဆက်လို့တဲ့အခါ ABS ဆိုင်တွေကခဏလည်လာပြီးတော့ပြန်မိတ်သွားရဲဆိုရင်တော့ပုံမှန်ချင်းနေဖြစ်ပါရဲ့ရှင် ABS မီကပြန်မိတ်မသွားဘဲနဲ့ဆက်လင်းနေမယ်ဒါမှမဟုတ်ကားမောင်းနေရင်လင်းလာမယ်ဆိုရင်တော့ ABS စနစ်မှာတကုတ်ကုတ်ချွေရင်းနေပြီဖြစ်တာကြောင့်စစ်ဆေးမှုများပြုလုပ်ဖို့လိုအပ်နေပါပြီနောက်ထပ်မေးခွန်းလေးတစ်ခုကတော့အတီကာကမှာစတီယာရိုင်းကိုအပေါ်အောက်အနှိမ့်မြင့်လုပ်လို့ရတယ်ဆိုရင်ဘယ်လိုလုပ်လို့ရလဲသိကြမှာလဲဆိုပြီးတော့မတ်သစင်2ကလာမေးထားတာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ပါရှင်အာတီကာကားရဲ့ steering အောက်နာမှာရှိရဲ့ lock lever ကိုအသုံးပြုပြီးတော့ steering ကိုအပေါ်အောက်အနေအမြင့်လုပ်လို့ရပါတယ်ရှင်နောက်ထပ်မေးခွန်းလေးတစ်ခုကတော့ admin အာတီကာတိုက်ကွန်အတွက် spot plug မျိုးစားလေးသိချင်ပါတယ်ဆိုပြီးတော့ကိုဆိုင်မော့ဆိုတဲ့အကောင့်ပိုင်ရှင်ကလာမိထားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်အာတီကာတိုက်ကွန်ကားအတွက် spot plug ကို NGK KR6A တန်မျိုးစားကို Suzuki မှာအကြံပြုထားပါတယ်ရှင်နောက်ထပ်မေးခွန်းလေးတစ်ခုကတော့Suzuki စစ်ကြီးရဲ့အိတ်ကားရဲ့ရှေ့ရှဲမှာရှိရဲ့ S logo ဟာလေးဝယ်လို့ရလား။ဘာမှဝယ်လို့ရလဲသိချင်ပါတယ်ဆိုပြီးတော့ပိတ်ချက်ပေါက်မှာလာမေးထားတာလေးဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ပါရှင်။စစ်ကားအတွက် Go Emblem တွေကိုနီးစပ်ရာ Suzuki တရားဝင်အယောင်ပြကနေတိုင်းမှာမေးမြန်းဝယ်ယူနိုင်ပါရဲ့ရှင်။နောက်ဆုံးရွေးချယ်ထားတဲ့မေးခွန်းလေးတစ်ခုကတော့admin စစ်ကြီးရဲ့အိတ်ကားရဲ့ original ကားတိုင်ယာနဲ့ spare တိုင်ယာဆိုက်ကတူညီပါသလားဆိုပြီးတော့ပိတ်ချက်ပေါက်မှာလာမေးထားတာလေးဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ပါရှင်စစ်ကြီးရဲ့ကားရဲ့ပုံမှန်တရားဆိုင်နဲ့စပယ်ယာတရားဆိုင်ကတော့မတူညီပါဘူးရှင်စစ်ကြီးရဲ့ကားရဲ့ပုံမှန်တရားဆိုင်က16လက်မဆိုပေမဲ့စပယ်ယာတရားဆိုင်ကတော့15လက်မဖြစ်ပါရဲ့ရှင်ပြီးတော့စစ်ကြီးရဲ့ကားရဲ့တရားနံပါတ်ကတော့185မြင်းဆောင်55အား16ဖြစ်ပြီးတော့စပယ်ယာတရားဆိုင်ကတော့135မြင်းဆောင်80အား15ဖြစ်ပါရဲ့ရှင်ညီမတို့ဆူဆူကီစပါဆူဆူကီကားရင်းနဲ့ပတ်သက်ပြီးဘဝတတဖြစ်ပေါ်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေရဖြစ်ပြီးတော့နောက်ထပ်ဘလိုမေးခွန်းလေးတွေကိုထပ်မံဖြေကြားပေးသွားအောင်လဲဆိုတာဆက်လက်ဆောင်ရအားပေးကြပါအောင်ရှင်အားလုံးပဲဘိုင်